တောင်းခြင်းချင်းမှန်ခြင်းနှင့်ဂတိတော်များဇန်နဝါရီလ3ရက်စာလံကျမ်းခန်းကြီး1အခန်းငယ်3မှ6တင်သည်မြေအနား၌တည်ရှိပါသလားတစ်ပင်တစ်ပင်သည်ကောင်းကြီးမင်္ဂလာတစ်ပါးဖြစ်သည်၎င်းသည်မြေစီလွှာကိုခိုင်ခန့်စေကာအရေးကိုပေးလျက်အသီးအနှံကိုဖြစ်ထွန်းစေသည်ဘုရားသခင်ကိုကြောက်ရွံ့သောသူတို့သည်တစ်ပင်များနှင့်တရံတူကာသူတို့၏ပင်မအရေးမြစ်စနစ်သည်ဘုရားသခင်၏ကျေးဇူးတော်ဝိညာဉ်ရေးရအရေးမြစ်များ၌နှဆိုင်စွာအမြင့်တွယ်လျက်ရှိသည်သို့တော်ဝမ်းနည်းစရာမှာခရိယန်ဟုမိမိကိုယ်ကိုကြေညာထားသူများစွာသည်တစ်ပင်များကဲ့သို့မဟုတ်ဘဲအပင်တုများသို့မဟုတ်အမြင့်မရှိသောအပင်မှခူထားသည့်ပန်းများနှင့်အလားတရန်တူလျက်ရှိသည်ထိုသူတို့သည်ခဏတာလှပနိုင်တော်လဲမကြမီတည်ဆုံးသွားမည်ဖြစ်သည်အပင်တစ်ပင်ရှင်သန်နိုင်ရန်အလင်းရောင်ရေနှင့်အမြင့်များရှိရန်လိုအပ်သည်ကျွန်တို့သက်ရှင်သန်နိုင်ရန်အတွက်ဆွဲယူထားသောအရင်းအမြစ်များရှိသည်မင်းရန်လိုအပ်သည့်မိကွန်းမှာကျွန်တို့၏အမြင့်များမိသည့်နေရာ၌ရှိနေသည်ဟု၍ဖြစ်သည်မျက်နှာမှစိုက်သောသူသည်ဘုရားသခင်၏ကောင်းကြီးမင်္ဂလာကိုခံရသောသူဖြစ်သည်ကျွန်တို့သည်၆တွေ့ညှိုးနွမ်းလျက်မိမိတို့ကိုယ်ပိုင်အရင်းမြစ်များအပေါ်အားကိုးအားထားပြုသောခရိယန်များကဲ့သို့မဖြစ်ရန်တတိပြုရမည်သူတို့သည်လေတိုက်ရာသို့လုံးထွေးလွင့်သွားတတ်သော၆တွေ့ညှိုးနွမ်းနေသည့်ခြုံပင်များနှင့်တူကာတွင်တင်ချက်ဩဝါဒလေးအမျိုးမျိုး၏တိုက်ခတ်ခြင်းကိုခံရလျက်လွင့်ပွားသွားတတ်သည်ခန်းငယ်3၌ပါသောကောင်းကြီးမင်္ဂလာများကိုခံယူရရှိနိုင်ရန်အတွက်အခန်းငယ်1နှင့်2၌ပါသောသတ်မှတ်ချက်များကိုကျွန်တို့လိုက်နာဖြည့်ဆည်းရန်လိုအပ်သည်ပထမဦးစွာကျွန်ုပ်သည်လောကမှခွဲထွက်ရမည်ဖြစ်ကာမျက်နှာမှတည်ရှိနိုင်ရန်အတွက်နှုတ်ကပတ်တော်နှင့်ပြည့်ရမည်ဖြစ်သည်ဘုရားသခင်သည်ကျွန်တို့ကိုကောင်းကြီးပေးလိုသည်သို့သောကျွန်တို့သည်ကောင်းကြီးမင်္ဂလာရရှိရန်ကိုယ်တော်၏သတ်မှတ်ချက်များကိုလိုက်နာရမည်ကျွန်တို့၌အမြင့်များရှိနေမှသာအသီးသီးနိုင်မည်ဖြစ်ကာအချိန်တန်သည့်အခါအသီးသီးနိုင်ရန်ဝိညာဉ်ရေးရအရေးမြင့်များကိုကျွန်တို့ဆွဲယူအသုံးပြုကျွန်တို့ဆွဲယူအသုံးဆွဲရမည်ဖြစ်သည်ဝိညာဉ်တော်အသီးသီးနိုင်ရန်ဝိညာဉ်တော်အားကျွန်တို့အထက်နှင့်ကျွန်တို့မှတဆင့်အလုံးလုံးခွင့်ပေးရမည်ယုံကြည်သူများနှင့်စန့်ကျင်ဘက်အနေဖြင့်မတရားသောသူတို့မူကားတစ်ပင်များနှင့်မတူဘဲဖွဲနှင့်တရံတူကြသည်သူတို့၌အမြင့်မရှိသလိုအသီးလည်းမသီးဘဲလေတိုက်သည့်အခါလွင့်ပါသွားတတ်ကြသည်မတရားသောသူတို့သည်ဘုရားသခင်၏နှုတ်ကပတ်တော်ကိုညှင်းပယ်ပြီးမျှော်လင့်ချက်မဲ့ကဆုံးရှုံးပျက်စီးသွားတတ်ကြသည်ခရိယန်များအနေဖြင့်ကျွန်တို့ထိုသူတို့ကိုမငြင်းပယ်ဘဲသူတို့ထံသွားရောက်ရမည်ဖြစ်သည်ကျွန်တို့သည်အခြားသူများအတွက်ကောင်းကြီးမင်္ဂလာဖြစ်စေရန်ကျွန်တို့အားဘုရားသခင်ကောင်းကြီးပေးတော်မူသည်ပျောက်ဆုံးနေသောသူများကိုကယ်တင်ရန်ကူညီပေးနိုင်မိအသီးသီးနိုင်ရန်ဘုရားသခင်၏ဝိညာဉ်တော်ကကျွန်တို့အားကူညီမဆလျက်ရှိသည်တင်သည်တစ်ပင်တစ်ပင်နှင့်တူပါသလားသို့မဟုတ်ခွဲနှင့်တူပါသလားအသီးသီးနိုင်ရန်ဘုရားသခင်ထံမှအရင်းမြစ်များကိုကျွန်တို့လိုအပ်သည်တို့ရာတွင်ကျွန်တို့၏အမြင့်များသည်မိသည့်နေရာ၌ရှိနေသည်ဆိုသည်ကအဓိကကြသည်ကျွန်တို့၏အမြင့်များသည်ဘုရားသခင်၏ကျေးဇူးတော်ဝိညာဉ်ရေးရာအရင်းမြစ်များ၌နှဆိုင်စွာအမြင့်တွယ်ကြီးထွားနေမှသာကျွန်တို့အသီးသီးနိုင်မည်ဖြစ်သည်တမန်ကျမ်းစာအားသင်ဝိညာဉ်ရေးရာအရင်းမြစ်ဖြစ်စေပါနှုတ်ကပတ်တော်၌မွေ့လျော်ကာသင်၏ဝိညာဉ်အား၎င်းတမန်တရားအားဖြင့်ပြေဝစေပါပျောက်ဆုံးသူများကိုကယ်တင်နိုင်ရန်သင်အားဘုရားသခင်အသုံးပြုနိုင်ပါသည်